ဟုတ်ကဲ့ကျွန်တော်ရဲ့ငွေလေးရကိုချစ်တဲ့အကိုကြီးမကြီးအားလုံးမင်္ဂလာပါခင်ဗျာနော်ကျွန်တော်ဒီတပွဲတော့နေ့တိုင်းနဲ့ပတ်သက်ပြီးတော့ကြတော့ကျွန်တော်ကျမရေးမကောင်းတဲ့အတွက်ကျွန်တော်နေ့တိုင်းနဲ့ပတ်သက်ပြီးတော့လိုက်ရှိုးလေးမလုပ်ပေးနိုင်တာတော့နားလည်ပေးစေချင်ပါလေဗျာနော်အဲ့မှာအကိုတို့မတို့ဒီကျန်းခဲ့တဲ့ပွဲကကျွန်တော်80ခွန်မွေးတစ်ခွက်ကောင်းမအောင်ခဲ့တဲ့မူလေးပေါ့ဗျာနော်ဒါဒီကိုလည်းအကိုရဲ့ကိုကျွန်တော်ရဲ့ငွေလေးရချစ်အကိုတွေမတွေအားလုံးညှော်နေကြမယ်ဆိုတာကိုလည်းသိပါတယ်ဗျာနော်ဒါကြောင့်မို့လဲကျွန်တော်ဗီဒီယိုဖိုင်လေးလုပ်ပေးခြင်းဖြစ်ပါတယ်ဗျအခုကျွန်တော်ဒီပွဲအတွက်ပေါ့နော်ကျွန်တော်ဖန်တီးထားတာကတော့ကျွန်တော်ဒီမှာ main တစ်ခွက်ကောင်းပေါ့နော် main တစ်ခွက်ကောင်းကဒါကကျွန်တော်ကြိုင်းခဲ့တဲ့ပြီးခဲ့တဲ့ပွဲကပေါ့နော်ကျွန်တော်ဒီ80ခွန် main တစ်ခွက်ကောင်းအောင်မြင်မှုရရှိခဲ့တဲ့စနစ်ကိုင်းပြီးရရှိလာမဲ့ကျွန်တော်ဒါ main တစ်ခွက်ကောင်းပေါ့နော်ဒါကတော့ကျွန်တော်ဒီတစ်ခွက်ကောင်းပေါ့ဆိုတော့အဲ့တုန်းကလည်းကျွန်တော်အကိုဒီမတွေကိုပြောခဲ့ပါသေးတယ်ဗျာနော်ကျွန်တော်ရဲ့စနစ်တွေကဘယ်မူကားရင်ပြီးတော့ပဲပေးဒီလာမဲ့ပွဲကိုကျွန်တော်ဒီထပ်ပြီးတော့ပေးလေဦးမယ်လို့လည်းဒါကျွန်တော်ပြောခဲ့တယ်ပေါ့နော်အခုလည်းအဲ့မူကကျွန်တော်ဒီပွဲမှာထပ်ပြီးပေးဖို့အတွက်ဒါကျွန်တော်ရဲ့စနစ်နဲ့ပတ်သက်ပြီးတော့အများကြီးအလားအလာရှိတယ်ပေါ့ဗျာနော်ဆိုတော့အဲ့တော့ကျွန်တော်ကပုံစံလေးကတော့ကျွန်တော်ဒီလိုပုံစံမျိုးလေးပြန်ပြီးတော့ဖန်တီးထားတာပေါ့နော်ကျွန်တော်ဒီ80ခွန်မွေးတစ်ခွက်ကောင်းမှာအောင်မြင်ခဲ့လိုက်တဲ့စနစ်ကတော့ကျွန်တော် main တစ်ခွက်ကောင်းအဖြစ်နဲ့ကျွန်တော်ယူသုံးပြီးတော့ဒီနေရာမှာ main တစ်ခွက်ကောင်းကျွန်တော်ထည့်မှာပေါ့နော်ထည့်ပြီးတော့ကျွန်တော်ကအဲ့မှာသူနဲ့အတူတူကက်လျက်ပါလာတဲ့စနစ်ကလေးတစ်ခုပေါ့နော်ဒါကတော့ကျွန်တော်ဒီကြိုင်းခဲ့တဲ့ပွဲတုန်းကတော့ကိုရီမလေးကျွန်တော်ဗုဒ္ဓဖူးနေ့မှာစပြီးတော့ကျွန်တော်တရက်နောက်ဆုတ်ပြီးတော့ပေးခဲ့တာပေါ့နော်ကျွန်တော်ဒီနှစ်ခွက်ကောင်းစိုက်နဲ့တစ်ခွက်ကောင်းစိုက်ပေါ့အမှန်ကသူကဒီ main တစ်ခွက်ကောင်း site ကကျန်ခဲ့တဲ့80ခွန် main တစ်ခွက်ကောင်း site ကကျွန်တော်တို့အင်္ဂါနေ့9နာရီခွဲစီထွက်ပြီးတာနဲ့ပေါ့နော်9နာရီခွဲစီထွက်ပြီးတာနဲ့သူကရတဲ့မူဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတရက်နောက်ဆုတ်ပြီးတော့နှစ်ခွက်ကောင်းမူနဲ့ပေါင်းပြီးတော့ဒါကျွန်တော်ပေးခဲ့တာဖြစ်တယ်ပေါ့အခုကတော့ကျွန်တော်ကဒီမနက်ဖြန်9နာရီခွဲစီထွက်ပြီးရင်ကျွန်တော်ဒီမွေးတစ်ခွက်ကောင်း80ခွန်ကရတဲ့စနစ်အတိုင်းဒါကျွန်တော်တစ်ခွက်ကောင်း site ကလေးရပြီပေါ့ဗျာနော်ဆိုတော့အဲ့မှာကကျွန်တော်ကသူနဲ့ကက်လျက်ပါလာတဲ့နောက်ထပ်ကျွန်တော်ဒီတကွက်ကောင်းမူလေးပေါ့ဗျာနော်တကွက်ကောင်းမူလေးနောက်ထပ်ကျွန်တော်နှစ်မူပေါ့ဒီဒူးဒါကျွန်တော်တကွက်ကောင်းကျွန်တော်နောက်တစ်ခါဒူးတကွက်ကောင်းဆိုပြီးတော့ကျွန်တော်ဒီနောက်ထပ်ကျွန်တော်တကွက်ကောင်းမူနှစ်ခုပေါ့နော်ဒါလေးကိုလည်းထပ်ပြီးတော့ကျွန်တော်ရွေးချယ်ထားတယ်ဆိုတာကကိုတို့အမားတို့အနေနဲ့ဒါထိုးရမယ့်ပုံစံလေးကိုပါကျွန်တော်တစ်ခါတည်းရှင်းပြပေးတာပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်ဒီ80ခုမွေးတစ်ခွက်ကောင်းကိုကိုတို့အမားတို့ကဥပမာအနေနဲ့ကျွန်တော်ဒီ1000ဘိုး1000ဘိုးထိုးတဲ့ဆိုရင်ပေါ့နော်ကျွန်တော်ဒီဒူမိန်တစ်ခွက်ကောင်းကိုတော့ကိုတို့အမားတို့အနေနဲ့အရန်အသားလေးအနေနဲ့ကျွန်တော်အနေနဲ့ကတော့ဒါ2000ဘိုးစီလောက်တော့ထိုးစေခြင်းနဲ့ပေါ့နော်အကယ်၍ကျွန်တော်တို့ကဒီကန်တားကြီးကောင်းတယ်ဆိုရင်ကျွန်တော်တို့ကဒီ3ခွက်စလုံးလည်းထွက်လာနိုင်တယ်ပေါ့နော်ဒါမှမဟုတ်ကန်ကကျွန်တော်တို့ကအသင့်လေးလောက်ကျွန်တော်တို့သွားခဲ့မယ်ဆိုရင်တော့မှပဲဒါကျွန်တော်တို့အနည်းဆုံးကျွန်တော်ဒီ2ခွက်လောက်တော့ဒါကျွန်တော်မှန်းထားတာရှိတယ်ပေါ့နော်ဆိုတော့သူ့ရဲ့စနစ်အတိုင်းကျွန်တော်ကြားခဲ့မယ်ဆိုရင်တော့3ခွက်စလုံးဒီကျွန်တော်တို့ဒီဘက်ပွဲမှာအခုလက်ရှိကျွန်တော်တို့ပွဲမှာကြပေးရမှာဖြစ်တယ်ပေါ့ဆိုတော့အဲ့ဒါဆိုတော့ကျွန်တော်ရဲ့အကိုတွေမတွေကကျန်ခဲ့တဲ့ပွဲက80ခွန်အောင်ထားလိုက်တဲ့ကဏ္ဍကိုကြတော့ဥပမာအနေနဲ့1000ဘိုးစီထိုးပြီးတော့ဒီဒူမိန်ကိုတော့ကျွန်တော်အနေနဲ့ကတော့အကိုတွေမတွေကို2000ဘိုးစီလောက်တော့ဒါကျွန်တော်ကထည့်ပြီးတော့ထိုးစေခြင်းနဲ့ပေါ့နော်ဒီမူတွေကဘယ်မူကပြီးတော့ပဲဆက်ပြီးတော့ပေးပေါ့နော်လာမယ့်ပွဲကိုလည်းသူကကျွန်တော်တို့အတွက်ခွန်အားတစ်ခုဖြစ်တဲ့အတွက်ဒီကဏ္ဍလေးတွေကိုလည်းကျွန်တော်2000ဘိုးစီလောက်ဒီလိုပုံစံမျိုးလေးထည့်စေခြင်းနဲ့ပေါ့နော်အဲ့ဒါကလည်းကျွန်တော်တို့ဒီမနေ့ပြန်ကျွန်တော်တို့9နာရီခွဲထွက်ပြီးရင်ကျွန်တော်ရဲ့ဒါ Viber မှာပဲဖြစ်ဖြစ် Telegram မှာပဲဖြစ်ဖြစ်လာပြီးတော့ဒါယူစေခြင်းနဲ့ပေါ့နော်ကျွန်တော်ရဲ့အကိုတွေမတွေကို free လာပြီးတော့ယူလို့ရပါတယ်ဗျကာတိုင်းပွဲတွေလိုပဲကျွန်တော် free ပေးတာပါဗျာနော်ဆိုတော့အဲ့မှာကျွန်တော်ကဒီပေါ်မှာဘာလို့ချပြီးတော့ကျွန်တော်ဒီ channel တွေထောင်ထားတယ်ပေါ့နော်ကျွန်တော်ဒီဒါလေးကိုလည်းတစ်ချက်ကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးခြင်းပါတယ် channel တွေကျွန်တော်ထောင်ထားတဲ့နေရာမှာလည်းကျွန်တော်ကဒီ Viber channel ရှိတယ်ပေါ့နော် Telegram channel ကျွန်တော်နှစ်ခုထောင်ထားတယ်ပေါ့အဲ့ဒီမှာလည်းကျွန်တော်ကဘာကြောင့်ကျွန်တော်ဒီနန်းတွေကိုချရေးမပေးဒါလည်းကျွန်တော်ချရေးပေးလို့လည်းရပါတယ်ဗျာနော်ကျွန်တော်အခုလက်ရှိကျွန်တော်ရဲ့ကိုငွေအကောင့်မှာလည်းကျွန်တော်ချပြီးတော့ဒီဥစ္စာတွေကိုကျွန်တော်ချပြပေးလို့ရပါတယ်သို့ပေမဲ့ဒီပေါ်မှာကြည့်နေတဲ့အကူတွေအမတွေအားလုံးရဲ့ဒါကျွန်တော်ရဲ့ live show ကိုကြည့်တဲ့အကူတွေအမတွေအားလုံးဒီကျွန်တော်ရဲ့ကဏ္ဍကိုနှစ်သက်တဲ့အကူတွေအမတွေရှိတယ်လို့မနှစ်သက်တဲ့အကူတွေအမတွေလည်းရှိပါတယ်ဗျဒါကြောင့်မို့ကျွန်တော်ကကျွန်တော်ရဲ့Viber နံပါတ်မှာလာပြီးတော့ကျွန်တော်ကfree usage ကျင်တာပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုတော့
ဟိုဒီတကယ်တမ်းကျွန်တော်ရဲ့စနစ်နဲ့ပတ်သက်ပြီးတော့ထိုးတဲ့အကိုတွေအမတွေအတွက်ကြတော့ကျွန်တော်ရဲ့ကဏ္ဍကိုမဟော့စေချင်တာလည်းပါတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီ channel တွေထဲမှာလည်းဟိုကျွန်တော်ချပြီးတော့ရေးမပေးခြင်းဖြစ်ပါတယ်ဗျာနော်ဘယ်လိုပဲဖြစ်နေကျွန်တော်ဒီကိုတို့အမတို့ကိုစေတနာအားလျော်စွာနဲ့ပေးတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အကိုတွေအမတွေကလည်းကျွန်တော်ရဲ့Viber Telegram ကနေပြီးတော့ free လာပြီးတော့ယူလို့ရပါတယ်ဗျာနော်ဒါကတော့ကျွန်တော်ရဲ့စေတနာမေတ္တာအပိုင်းကိုရှင်းပြပေးခြင်းဖြစ်ပါတယ်ဗျာနော်အဲ့မှာနောက်တစ်ခုကျွန်တော်ဒီပွဲပေါ့နော်ကျွန်တော်ကြိုင်းခဲ့တဲ့ပွဲက80ခွန် main တစ်ကွက်ကောင်းကိုအောင်ခဲ့လို့ကျွန်တော်ကိုမုတ်ဘိုးလေးလှမ်းပြီးတော့လွှတ်ပေးကြတဲ့အကိုတွေအမတွေပေါ့နော်စေတနာမေတ္တာနဲ့ဒါလှမ်းပြီးတော့ကျွန်တော်ကိုလွှဲပေးကြတဲ့အကိုတွေအမတွေအတွက်ပေါ့နော်တာတုခေါ်ဆိုနိုင်အောင်ပေါ့ဗျာနော်ကျွန်တော်ကဒီကျွန်တော်တို့ရွာမှာဒီနေ့ဒါပဋ္ဌာန်း9ရက်ပဋ္ဌာန်းလုပ်တယ်ပေါ့နော်ဒီ9ရက်ပဋ္ဌာန်းလေးပြီးသွားတဲ့အခါကျတော့ကျွန်တော်တို့ဒီပဋ္ဌာန်းအောင်ပွဲအနေနဲ့တရားပွဲလေးကျင်းပမယ်ပေါ့ဗျာနော်ကျွန်တော်တို့ရွာမှာအဲ့အတွက်ကျွန်တော်ကအဲ့နေရာမှာဒီအလူရှင်အနေနဲ့အကိုတို့အမတို့ရိုင်းပြီးတော့ကျွန်တော်ကိုဒါမဟုတ်ဘူးစေတနာဘိုးလေးလှမ်းပြီးတော့လွှဲပေးကြတဲ့အကိုတွေအမတွေကိုဒီ live show ကိုကြည့်နေတဲ့အကိုတွေအမတွေကိုဒီဗီဒီယိုဖိုင်လေးကိုကြည့်လိုက်တဲ့အကိုတွေအမတွေကိုပေါ့နော်တာတို့ခေါ်နိုင်အောင်လို့ကျွန်တော်အနေနဲ့ဒါလေးကိုပြန်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ဗျာနော်ကျွန်တော်အဲ့မှာတရားပွဲကိုမာဒီအလူရှင်အနေနဲ့အကိုတို့အမတို့အတွက်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးလေးကျွန်တော်လှူဒန်းလေးပြုလုပ်ပေးပါတယ်ဗျာနော်တာတို့ခေါ်ဆိုနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးပါတယ်ဗျာနော်ကျွန်တော်ရဲ့ချစ်ကိုချစ်မတွေလည်းဒီပွဲမှာကျွန်တော်ရဲ့စေတနာမေတ္တာကြောင့်ဒီမွေကနန်း3ခွက်ကိုင်ပြီးတော့အောင်မြင်မှုများစွာရရှိကြပါစေလို့ဆုတောင်းပေးရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာဒီမဲ့အဆုံးသတ်လိုက်ပါတယ်ဗျာနော်ကျွန်တော်ရဲ့ဒီဖုန်းနံပါတ်ကတော့ကျွန်တော်ရဲ့ logo လေးမှာတွားပြီးတော့ကြည့်ပေးကြပါခင်ဗျာနော်